နိုင်ငံခြားဇာတ်ကားတွေကြီးတဲ့အခါစာတန်းထိုးမပါဘဲတန်းပြီးနားလည်ချင်ပါသလားဒီနေ့မှာတော့ Hollywood ဇာတ်ကားတွေထဲမှာအမြဲတမ်းလိုကြားလေးရှိတဲ့အင်္ဂလိပ်စကားပြော20ကိုမျှဝေပေးသွားမှာပါအချိန်တိတက်ပေးစရာမလိုပဲအလို့လို့ရင်သွားလာရင်ငချက်လေးတက်ပြီးဒီစကလုံးလေးတွေကိုမှတ်သားထားလိုက်ရင်တော့နောက်တစ်ခါဇာတ်ကားကြီးတဲ့အခါချက်ချင်းနားလည်သွားမှာပါစိတ်ကိုတတောင့်တတထားပြီးအတူတူနားထောင်ကြည့်လိုက်ရအောင်နံပါတ်1 What is going onဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကဘာတွေဖြစ်နေတာလဲလို့မေးတာပါဒီထဲမှာပါတဲ့ going on ဆိုတာကတခုခုဖြစ်ပြနေတာကိုဆိုလိုတာပါယူတီရဲ့အချိန်တစ်ခုခုကိုနားမလည်တဲ့အခါဒါမှမဟုတ်စိုးစိုးညံ့ညံ့နေဖြစ်နေတဲ့အခါဇာတ်ကားထဲမှာအရန်သုံးပါတယ်ဝက်ကြလေးတွေပွားကြည့်ကြရအောင်ဒီမှာဘာတွေဖြစ်နေတာလဲဆိုလို့ရှိရင် What is going on hereသင်ခေါင်းထဲမှာဘာတွေတွေးနေတာလဲဆိုရင် What is going on in your headမင်းတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်နေတာလဲဆိုရင် What is going on between you two နံပါတ်2 Are you kidding me အဓိပ္ပာယ်ကတော့ကျမကိုနောက်နေတာလားလို့ဆိုလိုတာပါဒီမှာ kidding ဆိုတာနောက်ပြောင်တာကိုဆိုလိုတာပါမယုံနိုင်စရာတခုခုကြားလိုက်ရတဲ့အခါအံ့ဩတဲ့အနေနဲ့ဒါမှမဟုတ်စိတ်ဆိုးတဲ့အနေနဲ့သုံးပါတယ်ဝက်ကြလေးတွေပွားကြည့်ကြရအောင်ဒါကိုနောက်နေတာလားဆိုရင် Are you kidding about thisမင်းငါ့ကိုနောက်နေတာဖြစ်ရမယ်ဆိုရင် You must be kidding me ငါမနောက်ပါဘူးလို့ပြန်ဖြေခြင်းเนาะ I am not kidding နံပါတ်3 Don't get me wrong ဒီစာကြောင်းကကျမကိုအထင်မလွဲပါနဲ့လို့အဓိပ္ပာယ်ရပါတယ် Get me wrong ဆိုတာပြောတဲ့စကားကိုလွဲမှားပြီးနားလည်သွားတာအထင်လွဲတာပါကိုပြောမဲ့စကားကိုတစ်ဖက်လူကစိတ်ခုစေနိုင်တယ်လို့ထင်ရင်ကြိုပြီးကာဝယ်တဲ့အနေနဲ့သုံးလို့ရှိပါတယ်ဝက်ကြလေးတွေတိစောက်ကြည့်ကြရအောင်ကျမကိုအထင်မလဲပါနဲ့ကျမတင့်ကိုကူညီခြင်းရုံမှာဆိုရင် Don't get me wrong I am just to help you ကျမကိုအထင်မလဲပါနဲ့ဒီ idea ကမဆိုးပါဘူးဆိုရင် Don't get me wrong this idea is not bad နံပါတ်4 It is up to you အဓိပ္ပာယ်ကတော့သင်သဘောပါပဲသင်မဆုံးဖြတ်ပါလို့ဆိုလိုတာပါ up to you ဆိုတာကဆုံးဖြတ်ချက်ကိုတစ်ဖက်လူစီလွှဲပေးလိုက်တဲ့အခါသုံးပါတယ်တငယ်ချင်းတွေဘာစားမလဲဘယ်သွားမလဲတိုင်မင်းတဲ့အခါအသုံးများပါတယ်ဝက်ကြလေးတွေပွားကြည့်ကြစို့ဘယ်ကိုသွားမလဲသင်သဘောပါပဲဆိုရင် Where to go is up to you ဘာစားမလဲသင်သဘောပါပဲဆိုရင် What to eat is up to you ဒါကသင်ပေါ်မှာပဲအလုံးစုံမူတည်ပါတယ်ဆိုရင်It is totally up to you နံပါတ်5 I am on my way ဒီစာကြောင်းတွေကကျမလာနေပြီဒါမှမဟုတ်လမ်းမှာရောက်နေပြီလို့ပြောတာပါ on my way ဆိုတာလမ်းခီးမှာရောက်နေပြီလို့အဓိပ္ပာယ်ရပါတယ်တရားရောက်ကဘယ်ရောက်နေပြီလဲလို့ဖုံးဆက်မိတဲ့အခါဖြေတဲ့စကားဖြစ်ပါတယ်ဝကြအသက်လေးတွေဆက်ဖွဲ့ကြည့်ကြမယ်ကျမအိမ်ကိုလာနေပြီဆိုရင် I am on my way home ကျမအလုပ်သွားနေတယ်ဆိုရင် I am on my way to workကျမအခုလာနေပြီဆိုရင် I am on my way right now နံပါတ်6ကတော့ let it go ဒီစာကြောင်းကတော့လွတ်ထားလိုက်ပါဒါမှမဟုတ်ထားလိုက်ပါတော့လို့အဓိပ္ပာယ်ရပါတယ် let it go ဆိုတာကစိတ်နှောက်ယှက်ဖြစ်စရာတွေကိုစက်မတွေးပဲမေးပြလိုက်ဖို့လွတ်ချထားလိုက်ဖို့တိုက်တွန်းတဲ့ခါသုံးပါတယ်ဝက်ကြလေးတွေပွားကြည့်ကြရအောင်အတိတ်ကိုထားလိုက်ပါတော့ဆိုရင် let the past goဒေါသတွေကိုလွတ်ချလိုက်ပါဆိုရင် let your anger go ဒီကိစ္စကိုထားလိုက်ပါတော့ဆိုရင် just let it go နံပါတ်9 take your time အဓိပ္ပာယ်ကဖြည်းဖြည်းလုပ်ပါလောစရာမလိုပါဘူးလို့ပြောတာပါတစ်ဖက်လူကိုအလင်းစလို့မလုပ်ဖို့အေးအေးဆေးဆေးအချိန်ယူဖို့ပြောချင်တဲ့အခါ take your time သုံးပါတယ် your time ဆိုတာသင်ရဲ့အချိန်ပေါ့ဝက်ကြလေးတွေတိစောက်ကြည့်ရအောင်စဉ်းစားဖို့အချိန်ယူပါဆိုရင် take your time to thinkဖြည်းဖြည်းဖတ်ပါဆိုရင် take your time to read ဆုံးဖြတ်ဖို့အချိန်ယူပါဆိုရင် take your time to decide နံပါတ်10 I have no idea ဒီစာကြောင်းလေးကကျွန်မဘာမှကိုမသိတာပါလို့တွေးပြရပါတယ် I don't know လို့ပြောမယ်စား I have no idea လို့ပြောရင်တကယ်ကိုအရေးမတောင်မသိဘူးလို့အဓိပ္ပာယ်ပုံသက်ရပါတယ်ဝကြတလီတွေဖွဲ့ကြည့်ကြရအောင်သူဘယ်ရောက်နေလဲဆိုတာကျွန်မမသိဘူးဆိုရင် I have no idea where he is ဘာလို့ရမလဲဆိုတာကျွန်မမသိဘူးဆိုရင် I have no idea what to do ဒါကဘလို့အလုံးလုံးလဲဆိုတာကျွန်မမသိဘူး I have no idea how this works နံပါတ်9 never mind ဒီစာကြောင်းကကိစ္စမရှိဘူး
ဒါမှမဟုတ်ထားလိုက်ပါတော့လို့ပြောတာပါကိုပြောလိုက်တဲ့ကိစ္စကိုတစ်ဖက်လူကမကြားလို့ပြန်ပြီးတဲ့အခါဒါမှမဟုတ်ရှင်းပြရတာရှုပ်လာတဲ့အခါထားလိုက်ပါတော့အရေးမကြီးပါဘူးလို့ပြောချင်ရင်သုံးပါတယ်ဟောကြလေးတွေထွက်ပွားကြည့်ရအောင်ကိစ္စမရှိဘူးကျွန်မကိုယ်တိုင်ပဲလုပ်လိုက်ပါမယ်ဆိုရင် never mind I will do it myself ဒီအကြောင်းထားလိုက်ပါတော့ဆိုရင် never mind about that နံပါတ်10 make yourself at home အဓိပ္ပာယ်ကတော့ကိုယ့်အိမ်ကိုပဲသဘောထားပြီးနေပါလို့ဆိုလိုတာပါကိုယ့်အိမ်ကိုဧည့်သည်လာတဲ့အခါအာမနာပဲလွတ်လွတ်လပ်လပ်နေဖို့ရှင်ကျေးစွာဖိတ်ခေါ်တဲ့စကားလုံးမှာဇာကားတွေထဲမှာအိမ်လေသွားတဲ့အခန်းတိုင်းမှာကြားရမှာပါဝါကြလေးတွေဖွဲ့ကြည့်ကြရအောင်ဝင်လာခဲ့ပါကိုယ့်အိမ်ကိုပဲသဘောထားပါဆိုရင် come in make yourself at home ကျေးဇူးပြုပြီးကိုယ့်အိမ်လိုသဘောထားပြီးထိုင်ပါဆိုရင် please sit down and make yourself at home နံပါတ်7 so far so good ဒီစာကြောင်းကအခုထိတော့အဆင်ပြေနေတော့မှာပဲလို့တွေးပေးရပါတယ် so far ကအခုထိ so good ကကောင်းနေသေးတယ်အလုပ်တစ်ခုကိုလုံးနေရင်အချိန်ကြီးဘယ်လိုလဲမီးတဲ့အခါပြန်ပြင်းနေရှိတဲ့အလွယ်ဆုံးစကားစုလေးပါဟောကြလေးတွေထပ်ပွားကြည့်ကြစို့အလုပ်တွေကအခုထိတော့အဆင်ပြေနေပါသေးရဲ့ဆိုရင် the new job is so far so good project ကအခုထိတော့အဆင်ပြေရဆိုရင် the project is so far so good နံပါတ်7 long time no see ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကမတွေ့ရတာတော်တော်ကြာပြီနော်လို့နှုတ်ဆက်တာပါမိတ်ဆွေဟောင်းတငယ်ချင်းတွေအကြာကြီးနေမှာပြန်ဆောင်တဲ့အခါရင်းနှီးစွာနှုတ်ဆက်တဲ့အသုံးတော့မှာဝက်ချလေးတွေပေါ်ကြည့်ကြမယ်မတွေ့ရတာကြာပြီနော်တငယ်ချင်းဆိုရင် long time no see my friend မတွေ့ရတာကြာပြီနော်နေကောင်းလားဆိုရင် long time no see how are you နံပါတ်7 keep in touch အဓိပ္ပာယ်ကအဆက်အသွယ်မပြတ်စေနဲ့နော်လို့ပြောတာပါတရားရောက်နဲ့ခွဲခွာရတော့မယ့်ချိန်မှာနောက်လေဖုံးဆက်ဖို့စာပို့ဖို့တတိပေးတဲ့စကားပါ touch ဆိုတာထိတွေ့တာဒီနေရာမှာအဆက်အသွယ်ရှိအောင်ဆိုလိုပါတယ်ဝေချက်လေးတွေတိဆောက်ကြည့်ရအောင်ကျမတို့အဆက်အသွယ်မပြတ်စေနဲ့နော်ဆိုရင် keep in touch with us ကျေးဇူးပြုပြီးနောက်အဆက်အသွယ်လုပ်ပါနော်ဆိုရင် please keep in touch နံပါတ်14 I am proud of you ဒီစာကြောင်းလေးကသင်တော့ကျမဂုဏ်ယူပါတယ်လို့ပြောတာပါ proud ဆိုတာကတရားရဲ့အောင်မြင်မှုဒါမှမဟုတ်စူးစမ်းမှုတွေဂုဏ်ယူဝမ်းမြောက်တာကိုပြောတာပါဝါကြတဲ့လေးတွေကြည့်ကြမယ်သင်ရဲ့စူးစမ်းထုံးမှုတွေဂုဏ်ယူပါတယ်ဆိုရင် I am proud of your hard work သင်ရဲ့အောင်မြင်မှုတွေဂုဏ်ယူပါတယ်ဆိုရင် I am proud of your success ကိုဂုဏ်ယူပါတယ်ဆိုရင် I am proud of myself နံပါတ်15 it doesn't matterဒီစာကြောင်းကဒါကအရေးမကြီးပါဘူးလို့ပြောတာပါ matter ဆိုတာအရေးပါတာအရေးကိစ္စရှိတာကိုပြောတာပါ doesn't matter ဆိုတော့အရေးမကြီးဘူးကိစ္စမရှိဘူးလို့ဆိုလိုတာပါဝါကြလေးတွေထပ်ပွားကြည့်မယ်အခုဒါကအရေးမကြီးတော့ပါဘူးဆိုရင် it doesn't matter now သင်ပါပဲပြောအရေးမကြီးပါဘူးဆိုရင် it doesn't matter what you say ငွေကအရေးမကြီးပါဘူးဆိုရင် money doesn't matter နံပါတ်16 it is a piece of cake ဒီစာကြောင်းကြီးကကိတ်မို့တစ်ပိုင်းပါလို့ဓာတ်ရိုက်အဓိပ္ပာယ်ရပါမယ်တကယ်အဓိပ္ပာယ်ကတော့အရန်လွယ်ကူတဲ့ကိစ္စပါလို့ဆိုလိုတာပါတခုခုကိုအလွယ်လေးလုံးနိုင်တဲ့အခါဒီစကားကိုသုံးနိုင်ပါတယ်ဝက်ကြလေးတွေဆက်ကြည့်ကြမယ်စာမေးပွဲကအရန်လွယ်တာပဲဆိုရင် this exam is a piece of cake ဒီလောက်ကကျမအတွက်တော့အလွယ်လေးပါဆိုရင် this job is a piece of cake for me နံပါတ်7 it is not a big deal အဓိပ္ပာယ်ကတော့ဒါသိအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးလို့ပြောတာပါတယောက်ကတောင်းပန်တဲ့အခါပဲဖြစ်ဖြစ်ပြဿနာအသေးလေးကိုကြီးမားမတော့မှဖြစ်ဖြစ်သုံးလေးရှိပါတယ်ဝါကြလေးတွေပွားကြည့်ကြရအောင်ကိစ္စမရှိပါဘူးသိအရေးကြီးပါဘူးဆိုရင် no problem this is not a big deal အမှားလေးတစ်ခုလုံးမိတာသိအရေးကြီးပါဘူးဆိုရင် making a small mistake is not a big deal နံပါတ်7 I am on it ဒီစာကြောင်းလေးကကျမလုံးနေပြီကျမတာဝန်ယူလိုက်ပြီလို့အဓိပ္ပာယ်ရပါတယ်အလုပ်တစ်ခုကိုချက်ချင်းလုံးဆောင်နေကြအောင်ပြချင်တဲ့အခါတိုးတုံနဲ့အများဆုံးသုံးတဲ့စကားစုလေးပါဒီ email ကိုပို့လိုက်ပါလို့တယောက်ကပြောရင်ကျမပို့နေပါပြီလို့ပြန်ဖြေတဲ့အခါ I am on it ဒီပြဿနာကိုဖြေရှင်းလိုက်ပါလို့ပြောရင်ကျမဖြေရှင်းနေပါပြီလို့ပြောချင်တဲ့အခါ I am on it နံပါတ်9 Can you give me a hand အဓိပ္ပာယ်ကကျမကိုနည်းနည်းတော့ကူညီပေးလို့ရမလားလို့ကူညီတောင်းတာပါလက်တစ်ဖက်ပေးပါလို့ဒါရိုက်မိကြစားပဲကူညီပါလို့နားလဲရပါမယ်ဟောကြလေးတွေထပ်ဝဲကြည့်ကြရအောင်ဒီတက်တာတွေကိုတည်ဖို့ကျမကိုကူညီနိုင်မလားဆိုရင် Can you give me a hand with these boxes ဒီ project မှာကျမကိုကူညီနိုင်မလားဆိုရင် Can you give me a hand with this project
နံပါတ်20 make up your mind ဒီစာကြောင်းကဆုံးဖြတ်ချက်ချပါတော့လို့တိုက်တွန်းတာပါ mind ဆိုတာကစိတ် make up ဆိုတာကတိဆောက်တာဆိုတော့စိတ်ကိုသင်္ချာဆုံးဖြတ်ဖို့ပြောတာဖြစ်ပါတယ်ဝက်ချက်လေးတွေပွားကြည့်ကြမယ်ဘာစားမလဲဆိုတာကိုဆုံးဖြတ်ပါတော့ဆိုရင် make up your mind on what to eat ကျေးဇူးပြုရင်လည်းမြန်ဆုံးဖြတ်ချက်ချပါဆိုရင် please make up your mind quickly ကဲအခုဆိုရင်ရုပ်ရှင်တွေကအသုံးများဆုံးစကားပြောအခု20ကိုရင်းနှီးသွားလောက်ပြီးထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်အနေနဲ့ကတော့အခုလေ့လာခဲ့တဲ့ဝါကြဖွဲပုံလေးတွေကနေ take your time ဆိုတဲ့ပုံစံလေးကိုသုံးပြီးတော့သင်ရဲ့ကိုယ်ပိုင်ဝါကြလေးတစ်ကြောင်ကို comment မှာရေးပေးခဲ့ပါအောင်နော်မှားတော့မှမကြောက်ပါနဲ့ရှင်ကိုယ်တိုင်တော့ရေးချလိုက်တာကသင်ကိုဘယ်တော့မှမမေ့အောင်ကူညီပေးမှာပါအားလုံးပဲတာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်